အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Raymond စွမ်းရင် channel ကနေပြန်လိုက်ပါတယ်အခုမြင်တွေ့နေရတာတော့ကျွန်တော်ရဲ့ကို Simon ပဲဖြစ်ပါတယ်လာအောက်ဆင်းပါမယ်မြင်လာဟာအေးဟာလာအပြင်သွားမယ်ဟာတကားကြီးဖွင့်ထားတာကွာအေးလို့ဟိုမှာရောပဲတကားကြီးဖွင့်တာဟာကွာအင်ကြီးလဲမယ်ဟုတ်ဟောင်းလာပါမအင်ကြီးလူနေတယ်လာပြီငါနောက်ကြလားဟုတ်တယ်ခုမှလာညမလို့နားနေအောင်ပြီးတယ်ဦးလာတခါကြီးတွေ့ခဲ့နော်လာသွားမယ်ဒါဒီနေရာမှာလာပြီဘလို့ကြီးတန်နေရလဲအဲ့လိုတန်မှာမြန်ပါလေလာဘာလုံးလို့ဒီမှာလုံးရလေးရှိလို့နားလေးဟာဘိုက်စားတာကွာဟုတ်တယ်လာလက်စားရအောင်ဟုတ်တယ်ဟုတ်ပဲအေးတွင်းနေပြုတ်ကြရောက်ရေးအနာမင်းဟာကွာညလာဟာလာမယ်ဒီမှာပြေးလာဟာငါလေးပေါ်မှာလွင့်လာဟာလာနေလာဘိုက်စားလို့ပါမောင်လေးတစ်ခုလောက်စားငါကတော့ကြက်သားစားမယ်ဟာကွာကောင်းလိုက်မတိုင်စားလားစားလို့ကောင်းတယ်ပါမောင်လည်းစားလို့ကောင်းပါတယ်ညောင်ဘိုက်တင်းဝိုင်းဘိုက်တင်းနေဟုတ်တယ်ပြန်ပိတ်အောင်ဘာလို့ရတကားပိတ်ခဲ့ဖိလိချာယူဘာလို့လိုကြီးစားထိုးတာအဲ့ဒါစမ်းတက်ထားတာလေလာခုပဲသွားမှာအခုကရေကူးကန်သွားမှာဟုတ်လားဟုတ်တယ်ငါတို့အင်ကြီးကြဘယ်နှချူအောင်အင်ကြီးတွေကြဟိုလာဟိုအဆောင်နေရာမှာချုံမယ်လေဘေးနားလေးမှာလေမချက်ရှိတယ်လာနေမလားအကောင်ချိုးလိုက်ရေကူးကျင်နေပြီဟုတ်တယ်နော်ကိုဆိုရင်ဟိုရီတွေနဲ့ဖြည့်ရမှာစိတ်လို့ရှာနေမလို့ငါဒီမှာပါမောင်းတစ်ခုတော့ထည့်လိုက်နော်လာနေမလို့ပါရေမကူးနဲ့ဟိုအရင်ခဏထိုင်လာရောဟုတ်တယ်နော်ပြီးတော့ကြမှာရေကူးရဟုတ်ပြီကြက်သားနဲ့စားအောင်မဒါတော့ကျွန်တော်ဘိုင်းမစားသေးတော့ရေကူးရစို့ရေကူးမယ်ရေကနည်းနည်းအေးတယ်နော်ဟုတ်တယ်နော်ရေလေးကူးလို့ကောင်းတာပဲအေးဟုတ်တယ်နော်နည်းနည်းတော့ကူးလို့ကောင်းတယ်ဟုတ်တာငါညံ့ဟုတ်လားမြန်လို့ဒီမှာရေလေးကနည်းနည်းအေးနေလို့ချမ်းရောက်ရေအပေါ်တက်ကြစို့ရေချိုးပြီးသွားဟုတ်တယ်ကဲကိုပြီးသွားပြီဆိုတော့ဒီမှာတင်ဗီဒီယိုကိုအဆုံးသတ်လိုက်ပါတော့မယ်